မင်္ဂလာပါရှင်စာပေချစ်သူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းတို့နှင့်ပြည့်စုံပါစေလို့ SSW Reader Channel မှစုမုံကောင်းတောင်းအပ်ပါတယ်ရှင်ယခုဖတ်ပြပေးမယ့်စာအုပ်ကလေးကတော့စာရေးသူမောင်မြင့်ကျွယ်ဤတစေဝတ္ထုတိုလေးများပဲဖြစ်ပါတယ်ရှင်ဤစာအုပ်ကိုနားဆင်စေလိုရန်ဖတ်ပြရခြင်းဖြစ်ပါသည်စာအုပ်ကောင်းများကိုပုံမှန်တင်ဆက်ပေးမှာဖြစ်လို့နားဆင်နိုင်ရန် channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့နဲ့နော်ပစ်ကဘူးရိုပါသည်အိမ်ထဲ၌သူတယောက်တည်းရှိနေသည်မဟုတ်ဆိုသောခံစားချက်နှင့်အိပ်ပျော်နေရမှနိုးထလာခဲ့သည်သူသည်အိပ်ရာပေါ်၌ထထိုင်လိုက်၏စိတ်အိုက်ပြီးတတိထားလျက်နေမိသည်ဂုတ်ပို၌ရားကြည့်ကြည့်ဖြစ်နေ၏ထိုညသည်မှောင်မိုက်၏လာမရှိပူဝိုက်သောအမောင်တို့ကသူ့ကိုရစ်ပတ်ပွေ့ပိုက်ထား၏သူကအိတ်ချီမှုတူဖြစ်နေသောမျက်စိကိုပုတ်တက်ပြီးမျက်တောင်တစ်ဖြက်ဖြက်ခတ်လိုက်သည့်အခါတွင်မှနယံပေါ်မှဖွက်ထားသောပြတင်းပေါက်ပေါင်းနှင့်နွေရာသီ၏လေအဝိတ်တွင်တစ်ဖြက်ဖြက်လွင့်နေသောခန်းစည်းများကိုမြင်စပြုလာသည်သူကနားကိုအားဆိုင်၍နားဆွင့်ထောင်လိုက်၏မိသည့်အတန်ကိုမှမကြားရပါတုတ်တန်တစပြင်ကဲ့သို့တိတ်ဆိတ်နေသည်မိသည့်ကိစ္စကသူ့ကိုနိုးလာစေခဲ့သည်။အတန်တန်ကြောင့်လားအန္တရာယ်ရှိကြောင်းအလိုလိုတိတိစိတ်ကြောင့်လားသူမမက်မိတော့သောအိမ်မက်ဆိုတစ်ခုခုကြောင့်လားထိုကိစ္စသည်စိတ်အထင်များသာဖြစ်ဖို့ရှိသည်တို့ရာတွင်သူတယောက်တည်းရှိနေသည်မဟုတ်ဆိုသောခံစားမှုကအလွန်အားကောင်းလာသည်အိမ်ထဲ၌တယောက်ရာဒါမှမဟုတ်တခုခုရှိနေပြီဟုသူတွေးလိုက်မိသည်သူသည်စိတ်လှုပ်ရှားနေသောအိမ်ချမ်းမြေပွဲစားကပြောပြခဲ့သည့်စကားများကိုပြန်၍အမှတ်ရလာသည်ဤအိမ်ကြီးကိုထိုဒေသတွင်နေထိုင်သူမိသားစုက1900ပြည့်နှစ်အစောပိုင်းကစောက်လုပ်ခဲ့ကြသည်၎င်းတို့မျိုးဆက်မှနောက်ဆုံးမိသားစုဝင်ကွယ်လွန်သွားသောအခါလာပိုလီဆိုသောပုဂ္ဂိုလ်အားရောင်းချခဲ့သည်ထိုပုဂ္ဂိုလ်သည်နှစ်ပေါင်း40ကြာအောင်ဤအိမ်ကြီး၌နေထိုင်သွားခဲ့သည်လာပိုလီသည်ဧကစားကျင့်သူတကူတော်သမားဖြစ်သည်သူ့ကိုရက်ကွက်ကလူထူးလူဆန်းဖြစ်သည်မကောင်းဆိုးဝါဖြစ်သည်ဟုယူဆကြပြီးအပေါင်းအသင်းမလောက်ကြချေလွန်ခဲ့သော9နှစ်ကသူသွေးရိုးသားရိုးနှင့်ကွယ်လွန်သွားသောအခါသူသည်နတ်ဆိုးကိုကိုးကွယ်သူဖြစ်ကြောင်းနတ်ဆိုးဝါကိုးကွယ်မှုနှင့်ဆိုင်သောအစီအရင်ထုံးတမ်းဓလေ့နှင့်ပူဇော်ပသမှုမျိုးစုံတို့ကိုပြုလုပ်ခဲ့သူဖြစ်ကြောင်းဒေသဆိုင်ရာအရာရှိများကရှာဖွေတွေ့ရှိခဲ့ကြသည်ဟုဆိုပါသည်ထိုသတင်းစကားသည်ပြန့်နှံ့သွားပြီးလူတော်ခက်များများကထိုအိမ်ကြီးသည်ကျိန်စာသိနေသည်တရေ6သည်ဟုယူဆကြသည်ထို့ကြောင့်လွန်ခဲ့သော2နှစ်ခန့်အထိထိုအိမ်ကြီး၌နေထိုင်သူမရှိခဲ့ချေထို့နောက်ဂမ်ဘီယာပညာကိုအပျော်ရမ်းလိုက်စားသူဂါဘာဆိုသောပုဂ္ဂိုလ်သည်ထိုအိမ်ကြီးကိုငှားရမ်း၍10ရက်နေထိုင်သွားခဲ့သည်10ရက်မြောက်သောနေ့၌စားတောက်ကုန်အချို့ကို၎င်းထံလာပို့သောသူကဂါဘာသည်အသက်ခံရပြီးတေဆုံးနေသည်ကိုတွေ့ကြရသည်မိတို့မိဘုံအသက်ခံရသည်ကိုပြောပြမဲ့သူမရှိပါအချို့ကတရေများနတ်ဆိုးများကတတ်သည်ဟုထင်နေကြသည်အချို့ကမူအယူတယောက်တက်ဖြတ်သွားသည်ဟုယူဆကြသည်ရိုဘာကမူတရေတစေနှင့်နတ်ဆိုးများကိုအယုံကြည်မရှိပါစိတ်ဖောက်ပြန်၍လူသက်သည်ဆိုသောကိစ္စကိုမူသူယုံကြည်ပါ၏တို့ရာတွင်ထိုပုဂ္ဂိုလ်မျိုးကိုသူမကြောက်ပါသူသည်တနက်နှင့်အသက်မွေးဝမ်းကြောင်းပြုနေသူဖြစ်သည်လက်ရှိအနေအထားတွင်သူသည်လွန်ခဲ့သောသတင်းနှစ်ပတ်ကဘော့စတိုမြို့တွင်ကျူးလွန်ခဲ့သောဗန်ဒမြမှုမအောင်မြင်ခဲ့သောကြောင့်ယခုလိုကြောင်ကြသည့်နေရာတွင်လာအနှဲငယ်ခန့်ခိုးအောင်နေထိုင်ရန်လိုအပ်လာပါသည်ထို့ကြောင့်နမဲတူတစ်ခုဖြင့်စာရေးဆရာတယောက်ဖြစ်သည်ဟုအကြောင်းပြကဤအိမ်ကြီး၌ငှားရမ်းနေထိုင်ခဲ့သည်မှာ8ရက်ပင်ရှိခဲ့လေပြီထိုကာလအတွင်းမိသည့်တစေတရေနတ်ဆိုးဟုသော၎င်းထူဆန်းသောမီးရောင်များအတံပလံများနှင့်ငိုတံများကိုသော၎င်းတခိုးများဧည့်သည်များစသဖြင့်မိသည့်ပုဂ္ဂိုလ်မိသည့်အကြောင်းအရာကိုမှသော၎င်းမတွေ့ခဲ့ရပါချေယခုအချိန်အထိပဲဆိုပါတော့ကောင်းပြီလေအိမ်ထဲ၌သူတယောက်တည်းရှိနေသည်မဟုတ်ဟုဆိုပါကဝင်ရောက်လာသူဟာသူကောင်းကောင်းရင်ဆိုင်နိုင်ပါသည်သူကစောင်းများကိုတွန်းဖယ်ပစ်လိုက်ပြီးအန်ဆွဲထဲမှတသမ38 6လုံးပြူနှင့်လက်နှိပ်တက်မီတို့ကိုယူလိုက်သည်ထို့နောက်အိတ်ခမ်းတကားစီတို့ရှောက်သွားပြီးနားထောင်လိုက်ပြန်၏ရခင်ပုံစံအတိုင်းအကြတန်းကိုကြားရသည့်အထိတိတ်ဆိတ်နေသည်ရိုဘာကတကားကိုဆွဲဖွင့်ပြီးဇင်းကြံလမ်းကြားတစ်လျှောက်ကိုလက်နှိပ်တက်မီရောင်နှင့်ထိုးကြည့်လိုက်သည်မိသူမျှမရှိပါဇင်းကြံလမ်းတစ်လျှောက်၌အခန်းလေးခန်းရှိနေသည်အိတ်ခမ်းနှစ်ခန်းရေချိုးခန်းတစ်ခန်းနှင့်အိတ်ခန်းတစ်ခန်းတို့ဖြစ်ကြသည်သူကအခန်းတိုင်းကိုဖွင့်၍လက်နှိပ်တက်မီနှင့်ထိုးကြည့်သည်အပေါ်မှမီးလုံးများကိုဖွင့်ကြည့်သည်အခန်းအားလုံးတွင်မိသူမျှမရှိပါသူကလှေကားထိပ်စီသို့ရှောက်သွားပြီးအောက်ဘက်သို့လက်နှိပ်တက်မီနှင့်ထိုးကြည့်ပြန်သည်ဟာလာဟင်းလင်းပင်သူကလက်နှိပ်တက်မီကို
ဘယ်နှင့်ညာသို့တလက်စီထိုးရင်းလေကားထစ်များပေါ်မှဆင်းလာသည်ကျမ်းပြင်သို့ရောက်သည့်အခါလေကားလက်ယုံနိုင်နဘေးတွင်ရပ်တန့်လိုက်ပြီးဗဟိုစင်းကြံလန်းတဲ့သို့မီးထိုး၍ကြည်လိုက်ဟင်းလင်းပင်ဖြစ်နေသည်ထို့နောက်မီးရောင်ကိုဧည့်ခန်းတဲ့သို့ဝိတ်ဝိုက်၍ထိုးလိုက်ပြီးကိုလှည့်၍အဝင်ဝနှင့်တလန်းကွာတွင်ရက်နေလိုက်သည်ပရိဘောကများအဝေးဆုံးနေရန်ရှိမီးလင်းဖို့ကြီးနှင့်ရောင်ပြန်ဟပ်နေသောဧည့်ခန်းပြတင်းပေါင်များကိုမြင်တွေ့နေရသည်သူကနောက်ဘက်မှမဲမောင်နေသောစားကြည့်ခန်းကိုလှမ်းကြည့်လိုက်ထို့နောက်တနက်ကင်ထားသောလက်နှင့်ဧည့်ခန်းထဲမှမီးဆိုင်ကြီးခလုတ်ကိုဖွင့်လိုက်သည်မိသူမြပုံမနေပါရိုဘာကဧည့်ခန်းကိုဖျက်၍စားကြည့်ခန်းသို့လျှောက်လာပြီးအတွင်းဘက်ကိုလက်နှိပ်တက်မီနှင့်ထိုးကြည့်ပြန်သည်ဟင်းလင်းဖြစ်နေသောပရိဘောကများနှင့်စားအုပ်စင်များကိုသာမြင်ရသည်မိဆိုင်ကြီးကိုဖွင့်လိုက်ပြန်၏မိသူမျှမရှိပါသူကလက်နှိပ်တက်မီကိုလှေကားစီသို့ပြန်ထိုးကြည့်လိုက်ထို့နောက်ဗဟိုစင်းကြံလန်းထို့နောက်လှေကားစီသို့ပြန်ထိုးပြီးမီးရောင်ကိုထိုနေရာတွင်ရပ်တန့်ထားလိုက်သည်လှေကားအောက်ဖက်၌ကုတ်အင်းကြီးများသို့မဟုတ်ပစ္စည်းရများထားသူသည့်နေရာရှိသည်ထိုနေရာသည်လည်းဟာလာဟင်းလင်းပင်ဖြစ်နေသည်သူ့ကုတ်ပေါ်၌ရာကြည့်ဖြစ်လာပြန်၏ထို့နောက်သူငယ်စဉ်ကတူပုံနှံကစားစဉ်ပြောခဲ့ကြသည်ဝါကြများကိုပြန်သတိရလာသည်ပိကဘူးနင့်ကိုငါမြင်ရတယ်နင့်ကလှေကားအောင်မှာပုံနေတယ်သူ့လက်ချောင်းများကတနက်တင်ကိုပို၍တင်းကျပ်စွာစုပ်ကန်လိုက်ကြ၏သူကဖနက်မပါသောခြေပလာဖြင့်ရှေ့သို့တိုးသွားပြီးလှေကားအောက်ရှိတကရက်ကိုစက်ကနေဆွဲဖွင့်လိုက်သည်ထို့နောက်မီးရောင်နှင့်တနက်ပြောင်းတို့ကိုအတွင်းဘက်သို့ထိုး၍ချိန်လိုက်ဘာမှမရှိပါရိုဘာကအောင့်ထားသောလေကိုပြန်ထုတ်လိုက်သူကဇင်းကြံလမ်းမှမီးများကိုဖွင့်ခဲ့ပြီးအောက်ထက်ရှိဧကန်းစီသို့ဆင်းသွားခဲ့သည်ပထမဦးဆုံးဧကန်းထဲသို့လက်နှိပ်တက်မီနှင့်ထိုးကြည့်သည်ထို့နောက်လျှက်စစ်မီးသီးများကိုဖွင့်ကြည့်သည်မိသူမျှမရှိပါထို့နောက်ထမင်းစားခန်းပြီးတော့မိဖို့ကြောင့်ပြီးတော့နောက်ဖေးဘက်မှဆင်ဝင်ဘာမှမရှိပါအဲ့ဒီငတိဗမာလေးသူ့ဘယ်နေရာမှာပုံနေတာလဲနေရောက်ခန်းများလားမိသူပင်ဖြစ်စေထိုနေရာသို့ဆင်းသွားခြင်းသည်အတိတ်ပဲမရှိလာပါမြေရောက်ခန်းသည်အခန်းကျယ်ကြီးဖြစ်ပြီးနေရနှင့်ကျမ်းမြင်ကိုကြောက်တုံးများနှင့်ပြုလုပ်ထားသည်ထိုခန်းထဲတွင်ပင့်ကူအိမ်များနှင့်ကျမ်းမြင်ပေါ်၌အစွန်းကွက်များသာရှိနေသည်ပွဲစား၏ပြောဆိုချက်အရလာဘိုလီ၏လောက်ချက်များကိုပြန်တွေးမိသောကြောင့်ထိုအစွန်းကွက်များအကြောင်းသူမတွေးကျင်တော့ပါတဲ့အိမ်လုံးသူမရှာရသေးသည့်နေရာမှာထိုနေရာသာဖြစ်သည်မိဖို့ကြောင့်လည်းသူဝင်ရပြန်ပါပြီသူကမြေရောက်ခန်းတကားကိုဖွင့်လိုက်လက်ကင်ဘူးကိုအတန်မမြည်စေဘဲလှည့်ဖွင့်၍ရပါသည်သူကတကယ်ရွက်ကိုအနှဲငယ်များသာဖွင့်၍အရင်ဆုံးနားထောင်လိုက်ရခင်အတိုင်းတိတ်ဆိတ်နေသည်သူကအတွင်းဘက်သို့လက်နိုင်၍မီးကလုတ်ကိုစမ်းကြည့်လိုက်တို့ရာတွင်လှေကားပေါ်ဘက်မီးလုံးတက်သည့်နေရာ၌မီးအိမ်ထဲတွင်မီးလုံးမရှိကြောင်းသူတတိရလိုက်သည်သူသည်ရခင်ကလည်းဤမြေရောက်ခန်းကိုလက်နှိပ်တက်မီးနှင့်စစ်ဆေးကြည့်ခဲ့ပြီးဖြစ်သည်သူကမီးလုံးဝယ်တက်ရန်တတိမရှိခဲ့ချေသူကတကယ်ရွက်ကိုပိုကျဲအောင်ဖွင့်လိုက်ပြီးမီးရောင်ကိုအောက်ဘက်သို့ထိုးဆိုင်ပြီးဘယ်မှညာသို့၎င်းအောက်မှအထက်သို့၎င်းလှည့်ပက်၍ထိုးကြည့်လိုက်သည်မသေးကွဲသောပုံမှန်တံတန်းများသည်မြင့်ကြီးနှိပ်ကြီးဖြစ်နေသောမီးရောင်ထဲ၌ပေါ်လာကြသည်မီးဖို့ပစ္စည်းတင်သောစင်များတစ်တောင်းနှင့်ပြုလုပ်ထားသောဝိုင်ရက်စီတင်သည့်စင်ကြီးကျမ်းမြင်ပေါ်မှအစွန်းကွက်ကြီးများညနေကျရက်မများမှခန်းစည်းများပမာတွဲလွဲကြနေသည့်ပင့်ကူမြင်များရိုဘာတွန့်ဆုပ်ဆုပ်ဖြစ်သွားသည်ဤနေရာတွင်လည်းမိသူမျှမရှိနိုင်ပါဟုသူတွေးမိသည်ဒါဆိုရင်အိမ်ထဲ၌အခြားမိသူမျှမရှိကြပြီလောသူတယောက်တည်းရှိနေသည်မဟုတ်ဆိုသောခံစားမှုကသူ့ကိုတစ်ချိန်လုံးဒုက္ခပေးနေသည်တို့ဆိုပါကထိုကိစ္စမှာသူ့စိတ်ထင်တတ်တာဖြစ်ပါကလားနတ်ဆိုးကိုးကွယ်မှုတစေတရေနှင့်နတ်ဆိုးများရှိနေသည်ဆိုမှုဂါဘာတက်ခံရမှုစိတ်ဖောက်ပြန်နေသည့်လူသက်သမားရှိနေသည်ဆိုမှုစသည့်အတွေ့အများကသူ့စိတ်ကိုသူထင်ထားတဲ့ထက်ပို၍ဒုက္ခပေးနေလေရောသလားထိုအတွေ့အများသည်သူ၏မတတိစိတ်ထဲ၌တစ်ချိန်လုံးရောက်ရှိနေကြပြီးယခုညကြမှာသူ့ကိုအတွေ့ခေါင်းစေရော့သလားအဲ့ဒါမျိုးပဲဖြစ်ပါလိမ့်မည်တို့ရာတွေသူ့နေနှင့်တေချာအောင်လုပ်ရပါလိမ့်မည်သူသည်အပေါ်မှနေ၍မြေရောက်ခန်းတစ်ခုလုံးကိုမြင်နိုင်လိမ့်မည်မဟုတ်ပါအောက်ဖက်သို့ဆင်းပြီးသူတယောက်တည်းရှိသည်ဆိုသောအချက်ကိုတေချာသွားအောင်စိတ်ဆက်ဆက်ရှာရပါလိမ့်မည်တို့မဟုတ်ပါကသူသည်ယနေ့ညပြန်၍အိပ်ပျော်တော်မူမဟုတ်ပါသူသည်လက်နှိပ်တမီးရောင်ကိုရခင်အတိုင်းဝှေ့ရမ်းရင်လှေကားပေါ်မှအောက်ဖက်သို့ဆင်းလာခဲ့သည်မီးရောင်ထဲတွင်ဘာမှမရှိပါသူ၏အသက်ရှူသံတဲ့တဲ့နှင့်လှေကားထက်များပေါ်သို့သူနင်းလိုက်စဉ်
တကြွကြွမြည်သွားသောအတန်များကလွဲ၍တိတ်ဆိတ်နေမှုသည်ရခင်အတိုင်းပင်ရှိနေခဲ့ပါ၏ဖုံမုတ်များ၏အနှံ့အသက်များဆွေးမြေစာပြုတ်နေပြီဖြစ်သောတစ်သားများနှင့်မြေရောက်ခမ်းမှစိုတိုင်းမှုတို့က၎င်း၏နှာဝကိုကျဲကားလာစေသည်သူသည်ပါဇက်မှတဆင်အသက်ရှူနေရပြီဖြစ်ပါ၏သူသည်လေကတစ်များပေါ်မှဆင်းမိပြီးကျဲမြေပေါ်သို့ရောက်တဲ့တပြိုင်နက်မြေရောက်ခမ်းလေသို့ရောက်အောင်4-5-6လမ်းကလှမ်းလိုက်၏ဖက်နှက်မပါသော၎င်း၏ခြေပွားအောက်တွင်ကြောက်သားကျမ်းမြင်သည်အေးဆက်နေ၏သူကညာဘက်သို့လှည့်လိုက်သည်ထို့နောက်ခန္ဓာကိုယ်ကိုလှေကားနှင့်ပြန်၍မျက်နှာမူမိသည့်အထိပြန်၍လှည့်လိုက်၏ဘာကိုမှမမြင်ရဘာကိုမှမကြားရပါတို့ရာတွင်လှေကားအောက်ဖက်ရှိကျဲဝန်းပြီးဖုံထူလာသောနေရာကိုသူမတ်တက်ရက်နေသည့်နေရာမှာမမြင်ရကြောင်းသူသဘောပေါက်လိုက်သည်လှေကားထုပိတ်များကြားမှာဒေါင်လိုက်ထောင်ထားသောပြင်ပြားချက်များကလက်နှိပ်တမီးရောင်ကိုလှေကားအောက်ဖက်အထိမရောက်စေသောကြောင့်ဖြစ်သည်သူငယ်ငယ်တူတူပုံနှံကစားစဉ်ကပြောခဲ့ကြသောဝါကြများကိုသူပြန်၍တတိရလာမိပြန်သည်ပစ်ကပူနင့်ကငါမြင်ရတယ်နင်ကလှေကားအောက်မှာပုံနေတယ်သူသည်လက်များအားဆန့်တန်းပြီးလက်နှိပ်တမီးနှင့်6လုံးပြူတနက်တို့ကိုကင်ထားရင်ညာဘက်သို့တောင်းပြက်ဆွေဆောင်ပြီးတွားလိုက်သည်မီးရောင်ကလှေကားအောက်ဘက်ရှိမှောင်နေသောနေရာအချို့မှာဗလာကျင်းနေသောကြောက်သားကျမ်းပြင်နှင့်ပင့်ကိုမြင်းများကိုမြင်တွေ့ရစေသည်သူကလှေကားအနီးသို့တိုးကပ်သွားပြီးရှေ့ဘက်သို့ငုံ၍လက်နှိပ်တမီးနှင့်လှေကားအောက်သို့ထိုးကြည့်လိုက်၏ဘာမှမရှိပါရိုပါသည်ပထမဦးဆုံးအကြိမ်စိတ်သက်သာရာရသွားသည်သူ့စိတ်အထင်သာဖြစ်ကြောင်းယခုသိကြသွားပါပြီဤလေကားအောင်၌မိသည့်တရေတစေနတ်ဆိုးသို့မဟုတ်တခိုးသို့မဟုတ်စိတ်မနှံ့သူမိသူမျှပုံဝောင်းမနေပါသူ့နှကမ်းပေါ်တွင်အပြုံးကလေးရက်ရက်ပေါ်လာ၏ဖြစ်မှဖြစ်ရလေလှေကားအောင်၌ပုံဝောင်းနေသူသည်သူ့ကိုယ်တိုင်ပင်ထိုခိုက်မှပင်သူ့နောက်ဘက်မှအတန်တန်ကပြောလိုက်၏ပစ်ကပူ